မင်္ဂလာပါဇန်ကြီးကိုဖြစ်ပါတယ်ဒီမိတ်ဆွေနေကြတာသူကထမင်းဆိုင်ပေါ့နော်ထမင်းဆိုင်နဲ့ပတ်သက်ပြီးတော့ရောင်းအားကောင်းမှုနဲ့ထမင်းဆိုင်နဲ့ပတ်သက်ပြီးတော့သူအဆင်ပြေဖို့အယောင်းဝင်ကောင်းစေဖို့ပေါ့နော်တတ်နိုင်တဲ့ရေရာလေးဆိုတော့ကျွန်တော်ငယ်ရင်မိသလောက်ရေရာလေးတွေကျွန်တော်သိထားသမျှရေရာလေးတွေသင်ပြပေးခဲ့ကြပါတယ်ထမင်းဆိုင်တစ်ဆိုင်ရောင်းအားကောင်းမှုဆိုလို့ရှိရင်လည်းမိမိဆိုင်မှာပေါ့နော်ဒီအချိန်ဆိုလို့ရှိရင်တော့မရှိတော့ပါဘူးဘလောက်ပန်းအဆိုကတော့မရနိုင်ဘူးဘလောက်ပန်းအချောက်ဘလောက်ပန်းအချောက်မဆိုပေါ်ပန်းလေးမဆိုဘလောက်ပန်းပုံစံလေးနော်အဲ့ဒီဟာလေးတွေကိုမိမိဖျားသမင်းဆိုင်မှာနားမှာရှိတဲ့နေရာမှာပန်းအိုးလေးနဲ့ထိုးထားပေးပါပန်းအိုးလေးနဲ့ဘလောက်ပန်းလေးအများနဲ့ထိုးထားပေးပါပြီးပါလို့ရှိရင်မကြာခဏလို့ဘလောက်ရွက်အဆူရတယ်အဆူကိုမကြာခဏလို့အဲ့ဒီပန်းအိုးလေးမှာအများနဲ့ထိုးထားပါအဲ့ဒါလေးထိုးထားပေးပါဘလောက်ပန်းအချောက်နဲ့ဘလောက်ရွက်နော်အဲ့ဒါလေးကိုမကြာခဏမိမိဖျားပန်းလေးမှာထိုးထားပေးပါဖျားပန်းဖြစ်ပန်းအိုးဖြစ်ပေါ့ဗျာအဲ့လိုတန်းနေရာတင်ညာလေးမှာထိုးထားရတယ်ကိစ္စမရှိဘူးနေ့စဉ်သမင်းအဖြူတည်တတ်သမင်းအဖြူတည်တတ်တန်ဃာတော်တော်၎င်းဒါမှမဟုတ်လို့ရှိရင်မိမိဆိုင်ကဖျားမှာတော်၎င်းသမင်းအဖြူလေးကိုတည်တတ်တစ်ခွက်ထားဆွန်ဟင်းနေပါဆိုတော့တည်တတ်တစ်ခွက်ထားပေါ့နော်သမင်းအဖြူလေးတည်တတ်မိမိရောင်းတဲ့ဟင်းဘာဟင်းနဲ့ရောင်းဘာဟင်းသမင်းနဲ့ရောင်းတဲ့ဟင်းတစ်ခုကိုနည်းနည်းစီဥဖြက်လေးနော်စားပြားလေးကိုပကံလေးနဲ့ထည့်ပြီးရင်ဖျားဆုံးတော့ကတ်ပါဖျားမှာဆုံးတော့ကတ်ပေးပါအဲ့ဒီဆုံးတော့ကတ်ထားတဲ့ဖျားဆုံးတော့ကတ်ထားတဲ့သမင်းရောဟင်းရောကိုမိမိကိုယ်တိုင်ပြန်စားရင်တော့၎င်းဒါမှမဟုတ်လို့ရှိရင်တခြားမရှိဆင်းရဲသားတယောက်ကိုကျွေးရင်တော့၎င်းနော်အဲ့လိုမျိုးကျွေးနိုင်တယ်လှူဒန်းနိုင်တယ်ပြန်လဲပြီးတော့ဒါနပြုနိုင်တယ်အဲ့ဒါမျိုးလေးတွေကိုနေ့စဉ်နေ့တတူကမကြာခဏလုပ်ပြီးနေ့စဉ်နေ့တတူကလုပ်ပြီးပါဈေးရောက်တဲ့အခါမှာဈေးရောက်လို့ရတဲ့ငွေဥဖြတ်ရတဲ့ငွေကိုတတ်နိုင်တဲ့လောက်လေးထည့်တာပါထည့်ပြီးတော့ဘုရားကျောင်းတော်မှာထားပါဘုရားကျောင်းတော်မှာထားပြီးတော့အဲ့ဒီထားရတဲ့ငွေကိုအချိန်ခါတစ်ခုရောက်လာလို့များလာတဲ့ခါကျလို့ရှိရင်ဘုရားနဲ့ပတ်သက်တဲ့ဝေယဝိဆနော်တချို့ဘာသာရေးနဲ့ပတ်သက်တဲ့အလှူအတန်းနော်အလှူတန်းနဲ့ပတ်သက်တဲ့ကိစ္စတချို့ကိစ္စရက်လေးတွေမှာဆွမ်းတော်နဲ့ပတ်သက်တာမရှိဆင်းရဲတာကိုပြန်လှူတာကိုယ့်ထက်နှိမ့်ပါတဲ့သူပြန်လှူတာလှူဒန်းဒါနပြုဖို့အတွက်ငွေကြီးလေးတွေအများနဲ့ထည့်ပြီးတော့အလှူဒန်းလုပ်ပေးပါဒါနလေးပြုပေးပါအဲ့ဒါဆိုလို့ရှိရင်ဆိုင်နဲ့ပတ်သက်ပြီးတော့အယောင်းဝယ်ကောင်းလာပါလိမ့်မယ်အယောင်းဝယ်နဲ့ပတ်သက်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်ဒီနေရာမှာတခုတော့အကြံပေးခြင်းပါတယ်ကျွန်တော်တို့စားပောက်ကုန်ရောင်းတဲ့9ရက်သားသမီးလုံးသိထားတဲ့အရာပါမိမိပစ္စည်းဒီဥပမာဆိုကြပါစို့ဒီနေ့ရောင်းလို့မကုန်တော့ဘူးနောက်နေ့ကျလို့ရှိရင်ဒီပစ္စည်းဟာဆုံးဖြစ်ရင်တော့၎င်းမိမိတို့အဆုံးရှုံးဖြစ်မှာကြောက်တတ်ကြတယ်နော်ဆုံးဖြစ်လိုက်ရင်အဆုံးရှုံးဖြစ်မှာကြောက်တတ်ကြတယ်ပြန်နှွေးပြီးရောင်းတတ်ကြတယ်အကန့်နိုင်ဆုံးအဲ့ဒီအရာကိုလေတစ်လဖြစ်နှစ်လဖြစ်လောက်အဲ့လိုမျိုးလေးတွေကုန်တော့ပဲချက်ပြီးတော့နော်ပြန်နှွေးရောင်းတဲ့အနေအထားမျိုးမလုပ်ပါနဲ့နောက်တစ်နေ့မှပြန်ရောင်းတဲ့အလုပ်မျိုးမလုပ်ဘဲနဲ့အတတ်နိုင်ဆုံးနေ့တူကရောင်းရတဲ့ပစ္စည်းတွေမှာတစ်နေ့စာတစ်နေ့ကုန်အောင်တန့်ရှင်လက်ဆက်စွာရောင်းချပေးမယ်ဆိုလို့ရှိရင်နော်မကြခင်မှာပို့ပြီးတော့ရောင်းအားနဲ့ပတ်သက်ပြီးတော့ကောင်းလာပါလိမ့်မယ်နော်ရှေ့ကဆွန်းတော်ကတ်ထားတဲ့ဆွန်းတွေကိုလည်းဟာလားမိမိကိုယ်တိုင်ကပြန်စွန့်ပြီးတော့စားလို့ရပါတယ်နော်အရှင်ဘုရားတပည့်တော်အားနော်ထမင်းစားခွင့်ပြုပါဘုရားအရှင်ဘုရားကျွေးတဲ့ထမင်းသာလည်းဘုရားတပည့်တော်စားခွင့်ရှိပါတယ်စားနိုင်ပါတယ်အရှင်ဘုရားကျွေးမှသာလည်းထမင်းစားရတဲ့အနေအထားမျိုးပါဆိုတဲ့အနေအထားဝတ်တော်ခိုင်းရပြီးတော့တောင်းပန်ပြီးတော့ပြန်ယူပြန်စားကျွန်တော်ဆိုလဲနေ့တိုင်းဒီလိုပဲယူတယ်ဘုရားဆုံးတော်ဆုံးတယ်ကျွန်တော်ပြန်စားတယ်မြတ်စွာဘုရားကျွေးတဲ့ထမင်းပါဘုရားနော်မြတ်စွာဘုရားကျွေးတဲ့ထမင်းပါဘုရား9ရက်တာသမီကျွေးတဲ့ထမင်းပါဘုရားနော်9ရက်တာသမီမိမိဆိုင်မှာဈေးလာဝယ်တဲ့သူဆိုလို့ရှိရင်လေသူစီကပတ်စံတရွက်ပေးလိုက်ပြီဆိုရင်အဲ့ဒီပတ်စံပေးလိုက်ပြီဆိုတဲ့လူကိုမိမိစိတ်ကနေသူ့ကိုမြတ်တာပို့ပြီဟင်းလာဝယ်တဲ့သူဟလာထမင်းဟင်းလာဝယ်တဲ့သူကိုထမင်းဟင်းကမ်းပေးပြီးဆိုလို့ရှိရင်ရသလောက်မြတ်တာလေးကိုစိတ်ထဲကနေပြီးတော့သူ့ကိုပို့ပြီနော်ကစတမာကိုရသလောက်မြတ်တာလေးပို့ပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမြတ်တာပို့လိုက်ခြင်းအဖြစ်သူတို့အတွက်ကပို့ပြီးတော့ဗဇက်ကထောက်မပြောပေမဲ့အတွင်းအစတတွေကပို့ရဲ့မြတ်တာသူတို့စီကိုတန်းရောက်တယ်ဥပမာဆိုရပါဆိုဟင်းတစ်ထုပ်လောက်ဝယ်တယ်ထမင်းတစ်ထုပ်လောက်ဝယ်တယ်အေးကျမပါစီချမ်းသာပါစီထမင်းဟင်းဆက်ဟာရလေးဖြစ်ပါစီဆိုတဲ့စိတ်လေးနဲ့ကိုယ်စိတ်လေးနဲ့စိတ်ထဲမှာနိုင်တဲ့လောက်လေးမြတ်တာလေးပို့ပြီးလိုက်မြတ်တာလေးနိုင်တဲ့လောက်လေးပို့ပြီးကြည့်လိုက်အဲ့ဒီလူရဲ့စိတ်ထဲမှာတွတ်တူအော်တိုမက်တစ်ကိုကိုယ်စီရဟင်းဒီထမင်းကြီးဝယ်သွားတဲ့အချိန်မှာစိတ်ထဲမှာပီတိဖြစ်သွားလိမ့်မယ်အဲ့ဒီပီတိဖြစ်သွားရင်နောက်အမြဲတမ်းအဲ့ဒီလူတစ်ယောက်ကနေနောက်လူ10ယောက်ရောက်လာတယ်နော်အဲ့ဒါမျိုးလေးရတယ်ကျွန်တော်တို့ကမေတ္တာလက်နှက်လို့ခေါ်တယ်မေတ္တာလက်နှက်လို့ခေါ်တယ်
ဒါကိုလုံနိုင်မှုအရေးဒီလိုအယောင်းဝယ်ကောင်းနိုင်မှုအရေးဒီအရာလေးတွေကိုတပေမတိန်လုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေမကြခင်မှာနော်အယောင်းဝယ်နဲ့ပတ်သက်ပြီးထမင်းဆိုင်နဲ့ပတ်သက်တဲ့အယောင်းဝယ်အကောင်းဆုံးဖြစ်ပေါ်လာပါလိမ့်မယ်အကောင်းဆုံးဖြစ်ပေါ်လာပါလိမ့်မယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေစံချင်းကိုဖြစ်ပါလိမ့်